Valdia P သူ့ရဲ့အယောင်ကကြောင်စိမ့်လုံးမျိုးအစိမ်းရောင်အောက်ခံမှာအဖြူရောင် vein လေးတွေပါတယ် Calcutta Viola သူကကြတော့အောက်ခံအဖြူရောင်ပေါ်မှာခရမ်းရင့်ရောင်အစင်းကြောင်းလေးတွေပါတယ် Giallo Sienna သူကကြတော့ golden vein လေးတွေပါတာဖြစ်တဲ့အတွက်ကြောင့်သူ့ကို golden marbles လို့လည်းသိကြတယ် Blue Macaupus သူကကြတော့ quartz အမျိုးအစားဒါပေမဲ့သူ့ရဲ့ vein တွေက marble နဲ့တူတာဖြစ်တဲ့အတွက်ကြောင့် blue marbles လို့ဒီဇိုင်နာတွေကခေါ်ကြတယ် Rainforest Brown သူ့ရဲ့ဒီဇိုင်းကကြတော့တစ်ကိုင်းတစ်ရွက်တွေရဲ့ pattern နဲ့တွားပြီးဆင်တယ် Rosso Levanto Rosso ဆိုတာအီတလီလိုအနီရောင်ကိုဆိုလိုတာ Panda Marble သူကတော့တရုတ်ပြည်ကနေအများဆုံးထွက်တယ်သူ့ရဲ့ pattern ကကြတော့ panda ဝုန်းဝုန်းနဲ့တူတာဖြစ်တဲ့အတွက်ကြောင့်သူ့ကို panda ဆိုပြီးတော့ခေါ်ကြတယ် Black Forest သူကကြတော့ black gray silver အရောင်သုံးမျိုးရောထွေးနေတဲ့ဒီဇိုင်းမျိုး Onyx Marble Onyx ကကြတော့ marbles တွေထဲမှာအလင်းရောင်ထိုးဖောက်နိုင်တဲ့ marbles အမျိုးအစားတစ်မျိုး Portoro Marble သူကကြတော့အောက်ခံအမဲရောင်ပေါ်မှာ golden vein လေးတွေပါတယ်သူ့ကိုဘားတွေ clap တွေမှာအသုံးများကြတယ်